Hello အားလုံးပဲမင်္ဂလာပါခင်ဗျာပြစ်ဒဏ်ဒီ page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော် Newcastle နဲ့ကျွန်တော်တို့ Manchester United တို့ပြန်မယ်ပွဲစဉ်လေးရဲ့ပွဲကြိုသုံးသက်ချက်လေးပဲဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော်တယောက်ရဲ့အမြင်ကျွန်တော်တယောက်ရဲ့သုံးသက်ချက်လေးကိုကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်ကိုညီကိုရီရဲ့အမြင်လေးတွေလည်းကျွန်တော် comment အောက်မှာ mangate ပေးကြပါဘောเนาะပထမဆုံးကျွန်တော်တို့ရင်ဆိုင်ရမယ် Newcastle အကြောင်းလေးကိုအရင်ပြောမယ်ပေါ့နော် Newcastle ကကျွန်တော်တို့အိမ်ကွင်းမှာတော်အခြေအနေစိုးနေတယ်အိမ်ကွင်းမှာဆိုတာတဲ့ကျွန်တော် Premier League မှာပေါ့ဗျာ Premier League မှာကအခြေအနေအရန်စိုးနေတယ်ကြည့်ရင်သူအိမ်ကွင်းမှာဆိုရင်ပေါ့နော်အိမ်ကွင်းမှာဆိုရင်ကျွန်တော်14ပွဲကန်တဲ့နေရာမှာပေါ့နော်ရှားမှတ်ကို23မှတ်ပဲရယူထားနိုင်ခဲ့တဲ့အနေအထားအဝေးကွင်းမှာဆိုရင်သူအားလုံး14ပွဲကစားထားတယ်73မှတ်ပဲရထားတဲ့အနေအထားပေါ့ဗျာဘာပဲနေနေသူအခြေအနေကအရန်ဆိုးနေတဲ့အနေအထားကျွန်တော်တို့တွားကြည့်ရင်ဒီပေါ့နော်Newcastle နဲ့ပတ်သက်လို့ချင်း Newcastle Champions League ဝင်ခွင့်ရတာတော့ဥရောပ League ဝင်ခွင့်ရတဲ့ယာတီတွေမှာဆိုရင်သူအသင်း squad ကပေါ့နော်ဒီဖလားပွဲတွေဘာတွေကိုကန်ဖို့အတွက်မလုံလောက်ဘူးလို့ပြောရမလားပေါ့နော်အများတိုင်းရုန်းကန်ရတယ်အရင်ယာတီ Champions League ဝင်ခွင့်မရတဲ့ယာတီဆိုရင်သူအဆင့်1 to 4 5-6 အတွင်းကိုတက်တောင်းတက်တာလေးနဲ့နေကန်နိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီယာဒီ Champion League မှာကျတော့လုံးဝon fire ဖြစ်ပြီးမှအဆင့်round of 16 ထိဝင်ရောက်နိုင်တယ်ပေါ့နော်ဒါပေမဲ့ Premier League မှာကျတော့ကျွန်တော်တို့ရေနစ်နေတယ်ကြောင်ပြောင်းနေတဲ့အသင်းထဲမှာကျွန်တော်တို့ Newcastle အသင်းကထိပ်ဆုံးကပါတယ်ပေါ့နော်သူအိမ်ကွင်းမှာပဲဖြစ်ဖြစ်အဝေးကွင်းမှာပဲဖြစ်ဖြစ်သူနောက်ဆုံးကစားထားတယ်ပေါ့နော်တပွဲ Man City နဲ့ပွဲလဲရှုံးတာပဲကျွန်တော်တို့ဒီပေါ့နော် Tottenham Spa နဲ့တွေ့တဲ့ပွဲစဉ်မှာပဲသူနိုင်တယ် Brentford ကိုလည်းရှုံးတယ် Man City ကိုလည်းရှုံးတယ် Liverpool ကိုလည်းရှုံးတယ် PSG ကိုတည် Aston Villa ကိုလည်းရှုံးတယ်ကျွန်တော်တို့ဂျားတွေက Champions League ပွဲစဉ်လေးတွေပဲနိုင်တယ်အဆင့်20ကအသင်းကိုကျွန်တော်တို့တည်ကြတယ်ကျန်တဲ့အိမ်ကွင်းတွေပဲဖြစ်ဖြစ်အဝေးကွင်းပဲဖြစ်ဖြစ် Premier League မှာဆိုအသင်းတိုင်းကိုရှုံးထားတယ်ပေါ့နော်နောက်ဆုံးကြည့်တဲ့ပွဲစဉ်တွေမှာတော်တော်ဆိုးဆိုးဝါးဝါအခြေအနေနဲ့ရင်ဆိုင်နေရတယ်တင်းနဲ့3ပေါ့နော်ကွာရာဘတ်ကို 3-2 နဲ့နိုင်တယ် Newcastle ကိုလည်းပြီးခဲ့တဲ့စနေနေ့ညပွဲစဉ်မှာပေါ့နော်2-3ဆိုတဲ့ရလန်နဲ့ရှုံးနေပေါ့နော် Everton ဆိုတာ Premier League မှာဂိုးသွင်းအနည်းဆုံးအသင်းထဲမှာပါတယ်သူ29ဂိုးပဲသွင်းထားတယ်ဒါပေမဲ့ဒီ Newcastle နဲ့ပွဲမှာသွင်းဂိုး3ဂိုးထိရသွားတယ်ဆိုတဲ့အနေထား Newcastle ခံစစ်တမ်းဘလောက်ဆိုးဝါးနေလဲဘလောက်အခြေအနေဆိုးနေလဲဆိုတာကျွန်တော်တို့သိတယ်အသင်းတိုင်းကိုဂိုးပေးရတယ်ဗျာသူမပေးရတဲ့အသင်းဆိုလို့ကျွန်တော်ဟွာပဲရှိတယ်ဗျာဒီPremier League မှာဆို Wolf အသင်းတွေကိုပဲပေးထားတယ်ပေါ့နော်မပေးထားဘူးကျန်တဲ့အသင်းတိုင်းကသူ့ကိုသွင်းနိုင်တယ်ဆိုတဲ့အနေအထားမှာရှိတယ် Newcastle ရဲ့အဓိကဒီဂျာဒီရဲ့လိုအပ်ချက်ကပေါ့နော် squad ပေါ့နော် squad ကမလုံလောက်ဘူးသူ့ရဲ့အဓိကမောင်းနေတဲ့ကွင်းလေ engine ကတယောက်မပါနဲ့ကျွန်တော်တို့ဘာမှအလုံးမလုပ်တော့ဘူးတိုက်စစ်နဲ့ကွင်းလေကခါဆက်ပြတ်သွားတယ်ကျွန်တော်တို့တူနာလီရဲ့ဂျူလင်တန်ရဲ့ဂူမာရီရဲ့ပေါ့နော်အဲ3ယောက်ပြည့်စုံနေသူတို့ကဘယ်အသင်းမဆိုအနိုင်စွမ်းရှိတယ် Real လာမလားဘာစီလာမလား PSG လာမလားသူတို့အကောင်းမွန်ဆုံးရင်ဆိုင်နိုင်တဲ့အနေအထားမှာရှိတယ်ပေါ့ဗျာအဲ့ထဲကသူတို့3ယောက်ထဲမှာ1ယောက်မပါတာပဲဖြစ်ဖြစ်နာသွားတာပဲဖြစ်ဖြစ်အနီကဲကြောင့်ထုတ်ပယ်ခံရတာပဲဖြစ်ဖြစ်ဆိုသူတို့လုံးဝအခြေအနေမကောင်းဘူးပေါ့ဗျာလက်ရှိကျွန်တော်တို့ဒီယာဒီမှာပြထားတဲ့ခြေစွမ်းလက်တွေ့ပဲကျွန်တော်တို့တကယ်ဆိုးဆိုးဝါးဝါအနေထားကိုကျွန်တော်တို့ရောက်ရှိနေတယ်အခုလက်ရှိတန်းစင်းစုံနဲ့မလန်မကန်းပါပေါ့ဗျာအခုသူအဆင့်73နေရာမှာနေတယ်တန်းစင်းစုံကအဆင့်15เนาะတန်းစင်းစုံကအဆင့်18က25မှတ်ပဲ25မှတ်ရထားတယ်အားလုံးပေါင်း6မှတ်ပဲကွာနေတယ်ပေါ့နော်သူ6မှတ်ပဲကွာနေတယ်ဆိုတာကနည်းနည်း danger ဖြစ်တယ်ပေါ့နည်းနည်း danger ဖြစ်တယ်ကျွန်တော်တို့သွားကြည့်အောင် Man City Newcastle ရဲ့နောက်တွေ့ဆုံမဲ့ပွဲစဉ်တွေကအခုကျွန်တော် Manchester United နဲ့တွေ့မယ်နောက်match လာ8ရက်နေ့မှာ Man City နဲ့တွေ့မယ်17ရက်နေ့မှာ Champions League မှာ Barcelona နဲ့တွေ့မယ်နောက်15ရက်နေ့မှာ Chelsea နဲ့ထပ်တွေ့မယ်ကျွန်တော်တို့နောက်match လာ19ရက်နေ့မှာ Barcelona နဲ့တွေ့မယ်22ရက်နေ့မှာ Newcastle နဲ့Newcastle ဆန်ဒါလန်နဲ့တွေ့မယ်ပေါ့နော်
ဒီလထဲမှာ3လပိုင်းက1 2 3 4 5 6ပွဲလုံးက6နေလို့မရှိဘူးအိမ်ဝင်းရောအဝေးကွင်းရောကြက်နေတယ်အသင်းကြီးဆိုတဲ့အသင်းနေနဲ့ပဲထိတိုက်တွေ့ဆုံနေတဲ့အနေအထားမှာကျွန်တော်တို့ Manchester United နဲ့တွေ့ရင်ရော Newcastle တို့အကောင်းမွန်ဆုံးဖြစ်ပါမလားပေါ့ဒါကတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်နောက်ဆုံး5ပွဲမှာပေါ့နော်3ပွဲနိုင်ပြီးမှ2ပွဲရှုံးထားတယ်3ပွဲနိုင်ပြီး2ပွဲရှုံးထားရဆိုတော့ဘယ်အသင်းတွေသွားနိုင်ပြီးဘယ်အသင်းတွေကိုရှုံးထားတာလဲ Everton ကိုရှုံးတယ် Quarterback ကိုကျွန်တော်2ကြော့နိုင်တယ် Premier League မှာဆိုရှုံးတယ်ဗျာ Champions League မှာ2ကြော့မှာသွားနိုင်ထားတဲ့အနေထားအဲ့အတွက်ကြောင့်အခုသူတို့ရဲ့ St James Park ကတော့ကျွန်တော်တို့ Manchester United အတွက်မလွယ်ဘူးဒါပေမဲ့ကျွန်တော်တို့အတွက်အခွင့်အရေးတွေရှိတယ်ဆိုတာဒီရလဒ်တွေသူတို့ရဲ့ခြေစွမ်းတွေအသက်တွေပြနေတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ Manchester United ဆိုတော့ Manchester United ကကျွန်တော်တို့2026မှာတော့လာချင်းကောင်းတဲ့နီးပြကျွန်တော်တို့ရဲ့အချစ်တော်ကြီး Michael Carrick နဲ့အတူ9ပွဲမှာ6ပွဲထိနိုင်ပြီးမှတပွဲတည်ရထားတယ်လုံးဝအမြင့်ပြန်နေတဲ့အသင်းပြနောက်ဆုံးကန်ခဲ့တဲ့2ပွဲမှာကျွန်တော်တို့အကောင်းမွန်ဆုံးခြေစွမ်းမရပေမဲ့လည်းအကောင်းမွန်ဆုံးရလက်တော့ရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ Michael Carrick ဒီနေ့ခက်ခဲပါတယ်ဆိုတော့ရှုံးကြွေးဆက်ရပါမယ်ဆိုတော့ Newcastle နဲ့တွေ့တဲ့အချိန်မှာကျွန်တော်တို့ကောင်းမွန်ဆုံးလုပ်ပြနိုင်ပါမလားเนาะကျွန်တော် head to head မှာတွားကြည့်ရင်ကျွန်တော်တို့အရင်ရာဒီရပါတော့အရင်ရာဒီကNewcastle အိမ်ကွင်းမှာ 4-1 နဲ့ရှုံးထားတယ်ပြီးခဲ့တဲ့နှစ်ရာဒီမှာ Newcastle အိမ်ကွင်းမှာ 1-0 ဆိုတဲ့ရလဒ်နဲ့ရှုံးထားတယ်ကျွန်တော်တို့300ဒီဇက်ရှိပြီခင်ဗျာMan City အောင်ဖြစ်နေ Newcastle အိမ်ကွင်းမှာကျွန်တော်တို့မနိုင်တာဒီတစ်ခေါက်လဲ sorry ပါကျွန်တော်တို့ဒီတစ်ခေါက်လဲ Newcastle အိမ်ကွင်းမှာကျွန်တော်တို့ Michael Carrick ရဲ့တာဝန်ကရှုံးကျွေးဆက်ရမယ့်အနေအထားရောက်နေပါတယ်ခင်ဗျာအဲ့ဒီအတွက်ကြောင့်ဒီနေ့ရောကျွန်တော်ဘလို့ပုံစံကစားလာမလဲဘလို့လူထုတ်ပုံနေနဲ့ဖြစ်လာမလဲဆိုကျွန်တော်အကြိုက်လေးကိုသုံးသပ်ပြီးသွားပါမယ်ကျွန်တော်အမြင်အားပေါ့နော်အဝေးကွင်းပဲဖြစ်ဖြစ်အိမ်ကွင်းပဲဖြစ်ဖြစ်ကျွန်တော်တို့ set score ကဂိုးသွင်းတာမှန်တယ်9ပွဲမှာ6ဂိုးသွင်းဆက်မှန်တယ်ဒါပေမဲ့အရင်တော့ကကျွန်တော်တို့ Man City ကိုနိုင်ခဲ့တဲ့ Arsenal ကိုနိုင်ခဲ့တဲ့ကစားပုံလေးကိုပဲကျွန်တော်ချိန်နေတတ်တယ်တိုက်စစ်3ယောက်4ယောက်အတွဲပေါ့ဗျာ Bruno Fernandes ကိုနံပါတ်10ရိုဘယ်ချမ်းမှာကွန်ညာညာချမ်းမှာအမတ်Force 9နေရာမှာအမ်ဘူမိုအဲ့ကွင်းလေအဲ့တိုက်စစ်အတွဲလေးကလုံးဝဖောင်မိနေတယ်ကျွန်တော်တို့အနည်းဆုံး9ပွဲမှာသူတို့5ပွဲ6ပွဲထိပေါ့နော်သူတို့စော့ခဲ့တယ်ပြီးခဲ့တဲ့Palace နဲ့ပွဲမှာ Sesco ပွဲထုတ်လာတယ်ပေါ့နော်ဘာပဲပြောအဲ့ကစားပုံကပုံမူပြီးမှအဆင်ပြေလိမ့်မယ်ကျွန်တော်ကွင်းလေအထိုင်နေရာမှာတော့ Mainu နဲ့ Casemiro ပုံစံမပြတ်ရှိနေတယ်ကျွန်တော်ပေါ့နော်ကျွန်တော်အမြင်ကတော့ကျွန်တော် Ambumo နဲ့ပဲပွဲထုတ်စေခြင်းနဲ့မိနစ်60 80ဂိုးလိုပြီးဆိုမှ Sesco ကိုထည့်ပြီးမှကျွန်တော်တို့ဂိုးရအောင်ကျွန်တော်တွန်းတိုက်ကစားစေခြင်းနဲ့ပေါ့နောက်တန်း၄ယောက်မှာတော့ကျွန်တော်နည်းနည်းဒိန်ဂျာဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဘဲတန်ကစားသမားတွေအကုန်လုံးနာနေတယ်ပြီးခဲ့တဲ့ပွဲမှာလည်းလူရှော့နာသွားတယ်ပြီးတော့ကြတော့မာတီနက်ကလည်းပါဖို့မသေးကြသေးဘူးဒီပွဲမှာအဲ့အတွက်ကြောင့်ဒီဘဲချမ်းမှာပေါ့နော် LCB နဲ့ LB နေရာမှာကျွန်တော်တို့နည်းနည်းဒိန်ဂျာဖြစ်တယ်ပြီးခဲ့တဲ့ပွဲမှာမဇရာဝီဝင်ဆော့တာဖြစ်တဲ့အတွက်ဒီပွဲမှာမာတီနက်မပါရင်ကျွန်တော်ယူရိုပါမယ်ယူရိုကလည်းပွဲစဉ်ပွဲတိုင်းသူ့ကိုယုံကြည်ပါတယ်ဆိုတော့ပွဲတိုင်းရောင်းနေတယ်အဲ့အတွက်ကြောင့် Heaven လေးပါလာမလားသို့မဟုတ်ယူရိုပဲပွဲထုတ်လာမှာကျွန်တော်ကတော့ယူရိုပဲပွဲထုတ်လာမယ်လို့ထင်တယ်မကွာရပဲဒီပွဲမှာလည်းအလုပ်ပို့ပြီးမှရှုပ်လိုက်မယ်လို့ထင်တယ်အရင်ပွဲကဒါတော့ပါရောင်းတော့သူတယောက်တည်းတော်တော်ပြင်ပန်းခဲ့တယ်ဒီပွဲမှာတော့အကောင်းမွန်ဆုံးခြေစွမ်းပြန်ရပါစေယူရိုလို့ပဲကျွန်တော်ဒီညနေမှာဆူတောင်းပေးခြင်းနဲ့အဲ့အတွက်ကြောင့်ဒီနှစ်သိန်းထိပ်တိုက်တွေ့ဆုံမှုမှာတော့ကျွန်တော်တို့ Newcastle အိမ်ကွင်းမှာဆိုတော့ကျွန်တော်တို့300ဒီဇက်ရှုံးပွဲကြုံတွေ့ထားတဲ့ Manchester United ဒီရာဒီမှာတော့ကျွန်တော်တို့အကောင်းဘက်ကိုဦးတည်နေတဲ့ကျွန်တော်တို့ Manchester United ကအကောင်းမွန်ဆုံးရလန်နဲ့ရနိုင်မယ်လို့ထင်တယ်အနည်းဆုံးတကိုးတာနဲ့နိုင်မယ်လို့ထင်တယ်2-3လားထားပါတော့1-2လား Newcastle လည်းဂိုးရလိမ့်မယ်ကျွန်တော်တို့အသင်းကလည်းဂိုးသွင်းနိုင်လိမ့်မယ်ဗျာအဲ့အတွက်ကြောင့်ရလက်လေးခံမှန်းပေးပါဆိုရင်တော့ကျွန်တော်1-2ဆိုတဲ့ရလက်လေးကိုကျွန်တော်မျှော်လင့်မိတယ်ဒီထက်ဂိုးပိုလည်းပိုသွားနိုင်တယ်1-3တို့ပါလို့ပေါ့ဗျာပိုသွားနိုင်တယ်အဲ့အတွက်ကြောင့်မို့ဒီနေ့ညကတော့ကျွန်တော်အကြိုက်ကိုရွေးချယ်ပေးပါဆိုရင်တော့ Man U ဂိုးဘော်လေးကိုပဲရွေးချယ်ပေးခြင်းပါတယ်ဒါကျွန်တော်တယောက်ရဲ့အသုံးထင်မြင်သုံးသက်ချက်ပါညီကိုတွေလည်းသဘောထားကွဲလဲနိုင်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ရဲ့ပြစ်တိုင်းတစ်ရဲ့ကျွန်တော်Manchester United ပြည်သက်ဖြစ်တဲ့အတွက်ကျွန်တော်ပွဲကြိုသုံးသက်ချက်လေးပါခင်ဗျာဒီပွဲကောင်းတစ်လေးကိုရကျင်တာပဲဖြစ်ဖြစ်အဆင်ပြေကျင်တာပဲဖြစ်ဖြစ်ဆိုတော့ကျွန်တော် Telegram Channel လေးကိုလာရောက် join ကြဖို့မေတ္တာရပ်ခံချင်ပါတယ်အားလုံးပျော်ရွှင်ချမ်းမြေ့တဲ့နေ့ရက်လေးဖြစ်ကြပါစေ like and share လေးနဲ့ကူညီပေးကြပါအောင် YouTube ဆိုရင်လည်း subscribe လေးနဲ့အားပေးကြပါအောင်ခင်ဗျာအားလုံးပဲခွန်လက်ပါ